မာလာပကံကဆိုရင်တော်လန်ခြင်းအစညာကဖြစ်မဲ့တဲ့မိမိုင်းဆရာစနေဆိုအောင်မှာကောက်ဆက်သမားတေးကြပြားတွေလည်းကဘာမိတ်တဲ့ချင်းလုံးပြောင်းလဲဆိုကြပြီအညာသားတွေယူတာပြီမဲ့တရားလာတော့ကောင်းလို့မကန်တတ်ပါ